အလုံးမင်္ဂလာပါဒီမှာ၃ဘိန်းလေးနဲ့ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဒါကျွန်တော်ခြံရောက်နေတုန်းလေးပေါ့နော်ကျွန်တော်ပစ္စည်းလာဝယ်တာပေါ့နော်ခြံရောက်နေတုန်းလေး၃ဘိန်းလေးတွေကျွန်တော်ညီကိုကြီးလည်းကြည့်အောင်လို့ပေါ့နော်တစ်ချက်ဒါဆို18 size ပေါ့နော်ဒီမှာ18မောင်လေး size လေးပေါ့နော်အရှိဆွဲအလုံးကြစ်လေးနဲ့လာတယ်ဘိန်းက3ဘိန်းနဲ့ပေါ့နော်ဒီကောင်လေးကကျတော့ခါးဆွဲဖြစ်သွားတယ်ခါးဆွဲဟိုမှာယမဟာကော်လုံးလေးနဲ့လာတယ်နော်ဒီမှာတစ်စီပြီးဒီမှာတစ်စီဒီကောင်ကကျတော့အရှိဆွဲနဲ့လာတယ်နော်ဒီအနက်ရောင်လေးကကျတော့3ဘိန်းအနက်ရောင်နဲ့အရှိဆွဲနဲ့လာတယ်ဒီမာလေးကဒီပြာနုလီယာပေါ့နော်ပြာနုလီယာရယ်သူဆေးရောလေးတော့တန်တယ်သူလည်းအရှိဆွဲအလုံးကျစ်နဲ့လာတယ်ပေါ့နော်24 36အကုန်နိုင်တယ်နော်ကျန်တာတွေကတော့ဒီမောင်းတိန်းတွေဒီဖန်စီတွေခါးဆွဲတွေပေါ့နော်ပလက်ဆိုနစ်လို့ယမဟာလို့နော်ဒီမှာကျွန်တော်နီကိုစစ်ကအခုကာလာမှာတော့နီကိုစစ်ကတော်တော်ရှားတယ်ပေါ့နော်တချို့တွေကနီကိုစစ်ကိုရရင်ရတော့လော့ယူတာပေါ့နော်ဒါတော့ကျွန်တော်တို့16 size လေးတွေပေါ့နော်နောက်ဆွဲလေးတွေပေါ့နော်ဒီကိုဒလဲကွင်းနဲ့လာတယ်ဆေးရပုံပြန်လောက်ဘူနီတာဘိန်းလေးတွေပါတဲ့အောင်တော့ကဒီပကြိမ်နဲ့လာဒီများဟော20မောင်းနေလေးပေါ့နော်ခါဆွဲလေးနဲ့လာတယ်ပလက်ဆိုနစ်မျိုးစားလေးနဲ့လာတယ်ကဲနေတွေ့တဲ့အတိုင်းပါပဲဗျာကောင်းလာနေတော့မကောင်းလာဘူးအပါလို့ရဘ